တိုင်ကော်ဖီတရေဖြစ်နေတဲ့ရှာတိုရိုကော်ဖီချစ်သူတွေအတွက်တော့မနက်နိုးလာရင်ကော်ဖီလေးတစ်ခွက်လောက်အနည်းဆုံးတောက်လိုက်ရမှစိတ်ကျဉ်နေသွားတာမျိုးဖြစ်ဖို့ကြမယ်ထင်ပါတယ်။အဲ့လိုကော်ဖီချစ်သူတွေထဲကမှတင်းဆက်ပရိရဲ့အဓိကကစားသမားရှာတိုရိုကတော့တာမန်ထက်ကိုပိုဆွဲလန်းနေလို့အသင်းကတော့စီကန်းချက်ထုတ်ပြီးတားထားရပါတယ်တဲ့။တင်းဆက်ပရိရဲ့မန်နေဂျာကရှာတိုရိုကိုမနက်တိုင်းကော်ဖီတစ်ခွက်ထက်ပိုမတောက်ရဘူးလို့တားမြစ်ထားရကြောင်းဖွင့်ဟလာပါတယ်။အကြောင်းရင်းကတော့ရှာတိုရိုကတစ်နေ့ကိုကော်ဖီခွက်နှစ်ခွက်လောက်အနည်းဆုံးတောက်လို့ပါ။အခုတော့ရှာတိုရိုအနေနဲ့အသင်းကချမှတ်တဲ့စီကန်းကြောင့်တစ်နေ့ကိုကော်ဖီ3ခွက်ပဲအများဆုံးတောက်ရပြီးမနက်နိုးတဲ့အခါတစ်ခွက်လေ့ကျင့်ရင်မတိုင်မီတစ်ခွက်နဲ့လေ့ကျင့်ရင်အပီတစ်ခွက်သာတားမြစ်ခံရတာပါအမှန်တော့တင်းဆက်ပရိအနေနဲ့ရှာတိုရိုတယောက်တည်းကိုဒီလိုစီကန်းတားမြစ်တာတွေလုပ်တာမဟုတ်ပါဘူးတင်းဆက်ပရိဟာအသင်းရဲ့ကစားသမားတွေကိုကျန်းမာရေးနဲ့ပတ်သက်ပြီးတေချာစနစ်တကျထိသိမ်းသတ်မှတ်ပေးတာဖြစ်ပြီး CS2 အသင်းကကစားသမားတွေကိုလည်းကော်ဖီနဲ့အားပြည့်အချိုရည်သုံးစွဲမှုအလွန်အကျွံမဖြစ်အောင်စီကန်းတွေချမှတ်ပေးထားတယ်လို့လည်းသိရပါတယ်e-sport နဲ့ပတ်သက်တဲ့သတင်းနဲ့စိတ်ဝင်စားဖွယ်အချက်အလက်တွေကို Pan e-sport မှာနေ့စဉ်မျှဝေပေးသွားမှာဖြစ်တာကြောင့် follow လုပ်သွားဖို့ကိုလည်းမမေ့ပါနဲ့နော်